ကျွန်တော်ဒီ Rain School ဆိုတာတော့ဒီရေရှားပါတဲ့ data ဆိုကျွန်တော်ကျောင်းသားရံနေတစ်စစ်တန်ရှင်းတဲ့တောက်သွင်းအောင်ရောက်ရှိအောင်ဆောင်ရွက်တဲ့ project ပဲဖြစ်ပါတယ်ဒီ project ကတော့ UN agenda နဲ့မှာပါဝင်ပြီးတော့မဲခေါင် project တစ်ခုလည်းဖြစ်ပါတယ်ဒီ project ရဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်ဒီတဘာဝရေဖြစ်တဲ့မိုးရေကိုအရင်ဆုံးစုဆောင်းမယ်ဒီစုဆောင်းတဲ့ရေကိုပဲအစစ်စစ်တန့်စင်ပြီးတော့ရေရှားပါရဲ့ပြဿနာတွေကိုကျွန်တော်ကျောင်းသားတွေကိုလည်းလက်တွေ့ကျဖြေရှင်းတာပဲဖြစ်ပါတယ်ဒီ project ကိုတော့ဒီ Korea နိုင်ငံ Seoul National University SNU မှာ Professor Mu Yong Han ကစတင်ခဲ့ပြီးတော့ဒီအခုလက်ရှိမှာလည်းမဲခေါင် region ဖြစ်တဲ့မြန်မာလာအိုကမ်ဘောဒီးယားနဲ့ဗီယက်နမ်တို့မှာလက်တွေ့အကောင့်ထဲပေါ်ပြီးသားဖြစ်ပါတယ်ခင်ဗျဒီကျွန်တော် Genius Private High School ကမြန်မာနိုင်ငံရဲ့ပထမအဦးဆုံး Rain School ဖြစ်လာပုံပြောပြပါဆိုရင်တော့ဒီကျွန်တော်တို့ကျောင်းကဒီပညာရေးမှာထားရှိတဲ့ခံယူချက်နဲ့ activity တွေအကြောင်းလို့ကျွန်တော်ကထင်ပါတယ်။ဘာလို့လဲဆိုတော့ဒီ Professor Mu Yong Han ကမြန်မာနိုင်ငံရဲ့ကျောင်းနေတူလိုက်ကြည့်တဲ့အချိန်မှာကျွန်တော်တို့ကျောင်းရဲ့ activity ကိုသူကအရန်ကိုသဘောကျပါတယ်။ဒီအထူးသဖြင့်ကျွန်တော်ရဲ့ presentation လုပ်ပုံတွေပြီးဒီ science fair မှာလည်းကျောင်းသားကျောင်းတွေကသူရဲ့ project တွေကအကောင်းဆုံးပြသနိုင်မှုတွေကိုသူကအလွန်နှစ်သက်သွားဖြစ်ပါတယ်။ထို့ပြင်ကျွန်တော်တို့ဒီတဘာဝရေဖြစ်တဲ့မိုးရေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Genius ကျောင်းသားရလည်းအရန်ကိုဆက်ရထက်သန်မှုတွေ့ရအောင်ကျွန်တော်တို့ကျောင်းကဒီမြန်မာနိုင်ငံရဲ့ပထမဦးဆုံး Rain School ကိုဖြစ်ပေါ်သွားဖြစ်ပါတယ်ခင်ဗျာ